Hello မင်္ဂလာပါအားလုံးပဲထိုင်းမှာ green ပြုတ်ကြတယ်ကြည့်ကြပါကြောက်စရာဆွဆွစိန်နေတော့တွားပြီးတော့မှကြီးနော်အဲ့လိုဆွဆွစိန်နဲ့ပြီးတဲ့ရှိတယ်ဒီတော့အနေများနေအောင်ရောက်အပြေးတော့တွားပြီးဆက်ဆူနေကြည့်တော့အနားမှာလူလာရှိတော့ပါနော်တော်တော်မလွယ်ဘူးရှိတော့ရှိတယ်ဟာလူတွေကဒါပေမဲ့ဝေးတော့ဝေးပါတယ်နည်းနည်းအခုရပိုင်းထိုင်းမှာခဏပဲတရားတွေပြိုကျလိုက်ဟိုတလောကလေးတရားတွေပြိုကျရဆိုတော့တင်တက်လာတွေးလိုက်တယ်မနေ့ကလည်း green တစ်ခုထပ်ပြိုကျရပြောတယ်ကြောက်စရာကြီးနော်တော်တော်ကြောက်ဖို့ကောင်းသတိထားကြပါထိုင်းလူတွေ